Hello အားလုံးပဲမင်္ဂလာပါသေးပါရှင်အသေးကBK ကနော့ကိုမှပေါ့နော်ဒီလိုမျိုး BK ကနော့စပန်ကိုမှဘယ်လိုမျိုးအစင်နေနဲ့လုံးဝအစင်ကတော့လုံးဝကိုဘယ်လိုပြောမလဲတော်တော်ကိုလှတယ်ပေါ့နော်အစင်ကတော့နည်းနည်းကြီးတယ်အခါကျတော့နည်းနည်းဟိုခန္ဓာကိုယ်ပြည့်ပြည့်လေးရှိတဲ့သူတွေဆိုတော့ပို့ပြီးတော့မိုက်တယ်ပေါ့နော်ဒီလိုအစင်လေးပါသူကနောက်ကွဲဖဲပြားတဲ့ဆိုင်လေးနဲ့ဘယ်လိုပြရမလဲဘာပြောလဲညရပါမသိဘူးအဲ့လိုမျိုးလေးနောက်ကွဲဖဲပြားတဲ့ဆိုင်လေးနဲ့ပါနောက်ကွဲဖဲရတဲ့ဆိုင်လေးလေးရမယ်ဘောင်းမီကိုကြာတစ်ချက်ပြရတယ်နော်ကျန်တဲ့အချိန်ကနေအဲ့လိုပြရတယ်အယောင်ကကြတော့အခုအသေးဝတ်ထားတဲ့အယောင်တစ်ယောင်ရမယ်ပြီးကြတဲ့အခါကျဒီမှာ၄ယောက်ရအောင်နော်ဘောင်းမီကိုပြရမယ်ကဲဟိုဟာသူ့ရဲ့ဘောင်းမီမှာပါတဲ့ဟာတအားကိုလှဒီမှာဘောင်းမီကိုတစ်ချက်ရှိုးတကယ်ကိုလှတယ်တကယ်ကိုလှတယ်ဒီမှာအောက်မှာဆိုလို့ရှိရင်သူ့ရဲ့အသက်ကကြတော့ဒီအောက်ချီရင်ဒီမှာဘယ်လိုမျိုးဘုံမအရန်ကိုလှတယ်သူကဒီလိုမျိုးအောက်ကဒီဇိုင်းလေးနဲ့လုပ်ပေးထားရပေါ့နော်ဘောင်းမီဟိုပါဆိုလို့ရှိရင်လည်းဟိုဗာလဲဒီမှာဟိုပါဆိုလို့ရှိရင်လည်းဘောင်းမီကွာဆိုလို့ရှိရင်လည်းမှာတော့လုံးဝအပြည့်အခြေကြီးလုပ်ပေးထားရပေါ့နော်အစင်ကတော့တကယ်ကိုလှတယ်အယောင်ကကြောင့်9ယောက်ရမယ်ဟိုအသေးဝတ်ထား1ယောက်ရမယ်အခုဒီခရမ်းရောင်1ယောက်ရမယ်ပေါ့နော်ခရမ်းရောင်1ယောက်ရမယ်ပြီးကြတဲ့ခါကျလို့အစိမ်းလေးရမယ်ပြီးကြတဲ့ခါကျတော့စစ်သွေးညို့ရောင်ပေါ့နော်စစ်သွေးညို့ရမယ်အသေးဝတ်ထားကြလိမ္မော်ရောင်ဒါစစ်သွေးညို့ရောင်ရမယ်ပြီးကြတဲ့ခါကျဒိန်းရရောင်လေးဘယ်လိုမျိုးလေးရမယ်ဘယ်လိုမျိုးလေးတစ်ထည့်ရမယ်အားလုံးပေါင်း90ရပါမယ်ဈေးလေးရကြတဲ့ခါကျတော့တစ်စုံလေးယူမယ်ဆိုလို့ရှိရင်တော့16500ကျပ်16500ဟုတ်တယ်တစုံရင်းယူမယ်ဆိုလို့ရှိရင်16500ကျပ်ပါတကယ်လို့3စုံကနေစပြီးယူမယ်ဆိုလို့ရှိရင်တော့19500ကျပ်နေပဲရမှာပါရှင်အဲ့တော့ခါကျဒီအထည်လေးတွေဒီအထည်လေးကိုကြိုက်လို့မို့မှားခြင်းနဲ့ဆိုလို့ရှိရင်အသေးရဲ့ Viber ဖုန်းနံပါတ်ပေါ့နော်2565 ဆိုတဲ့ Viber မှာလည်းလာမှာလို့ရသလိုအသေးရဲ့ Facebook page ပေါ့နော်အသေးကလူတီဆိုတဲ့ page messenger မှာလည်းလာပြီးတော့မှအမှားလို့ရပါတယ်ကြိုက်တယ်ဆိုရင်လာမှာလို့ရပါပြီအားလုံးပဲကျေးဇူးပါ